အားလုံးပဲမင်္ဂလာပါနံပါတ်4ကိုဆက်ပြီးတော့တွက်ကြည့်ကြရအောင်နော်နံပါတ်4ရဲ့ question က what is the area shaded in blue ထုံးစံတိုင်းပဲဒီအပြရောင် shaded area လေးကိုရှာခိုင်းတယ် the below figure is made out of two semicircle semicircle နှစ်ခုနဲ့ထပ်ထားတဲ့ပုံစံလေးတဲ့သူကလို့ပြောထားဒီပုံစံမျိုးလေးဆိုလို့ရှိရင်ဒါထပ်ထားတဲ့ပုံစံတွေပေါ့နံပါတ်1ကနေအခုနံပါတ်4ထိကဒီလိုမျိုးတစ်ခုပေါ်တစ်ခုထပ်ထားပြီးတော့ကြံတဲ့မထက်နေတဲ့အပိုင်းလေးနေရာကိုရှာခိုင်းတာမျိုးအဲ့လိုမျိုးဆိုလို့ရှိရင်အမြဲတမ်းရှာရတာပုံစံတူတူပဲဒီကြီးတဲ့စီမီဆာကောတွေကသူ့ပေါ်ထပ်ထားတဲ့စီမီဆာကအဖြူရောင်လေးမလိုချင်တဲ့နေရာအဖြူရောင်လေးကိုပြန်ပြီးတော့ဖယ်ထုတ်လိုက်လို့ရှိရင်တကယ်လို့လိုချင်တဲ့ဒီအပြာရောင်လေးနေရာကိုရမှာပေါ့နော်ဒါအတူတူပဲဆာကောပေါ်ဆာကောထပ်ထားရင်လည်းဆာကောအကြီးတဲ့ကထပ်ထားတဲ့ဆာကောသေးလေးကိုနှုတ်တယ်အရှိရပုတ်တွေမှာစီမီဆာကယ်ထဲမှာ triangle ထပ်ထားရင်လည်းစီမီဆာကယ်တွေကထပ်ထားတဲ့ triangle ကိုနှုတ်တယ်ပေါ့အခုကစီမီဆာကောပေါ်ကိုစီမီဆာကောပြန်တင်ထားတယ်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပဲကြီးရဲ့စီမီဆာကယ်တွေကထပ်ထားတဲ့စီမီဆာကောအသေးလေးကိုနှုတ်ပေးရမယ်ပေါ့နော်အဲ့ဒီပုံစံနဲ့ပဲသွားပေးရမယ်ဆိုလို့ရှိရင်စပြီးတော့စီမီဆာကောအကြီးအတွက်ကို area စရှာကြည့်မယ်နော်သူ့ရဲ့ area ကိုရှာဖို့ဆိုလို့ရှိရင်သူ့ရဲ့ radius သိရမယ်ပေါ့။ဒါဆိုရင် semi circle အကြီးမှာ radius ဘယ်လောက်ရှိလဲကြည့်မယ်။သူ့ရဲ့ diameter ကြီးအရင်သိလိုက်မယ်။အစကနေအဆုံးထိပေါင်းလိုက်ရင် diameter ရမယ်နော်။ in larger semi circle larger semi circle မှာဆိုလို့ရှိရင် diameter ဘယ်လောက်ရှိလဲ။ diameter equal 6 plus 4လောက်လိုက်လို့ရှိရင်10 cm ရှိတယ်သူက10 cm ရှိတယ်ဒါဆိုလို့ရှိရင် radius ရမယ် radius equal half လုပ်လိုက်တော့10ကို half လုပ်လိုက်တော့5 cm ဒါဆိုလို့ရှိရင်သူရဲ့ radius သိသွားရင် area ရှာလို့ရပြီနော် area of larger semicircle semicircle ရဲ့ formula ရဆိုလို့ရှိရင် half pi r square ကိုသုံးပေးရမယ်နော် half pi က3.14သုံးမယ် r က5 square ဒီလိုမျိုးသုံးရမယ်နော်အဲဆိုလို့ရှိရင်ဒါက half လုပ်လိုက်တော့ sorry တခါလေးရှင်းလိုက်မယ်နော် multiply by 25 okay ဒါကိုတခါလေး calculator နှိပ်လိုက်မယ်ဘယ်လောက်ရလဲဆိုတော့39.25 cm square ဆိုပြီးတော့ဒါကဒီ semi circle အကြီးပေါ့အပြင်အဝိုင်းအကြီးတစ်ခုကိုရပြီ area အသေးအတွက်ကိုစက်ကြည့်မယ်နော် in smaller semicircle smaller semicircle မှာသူ့ရဲ့ diameter တွေ့ရမယ် diameter is 6 cm ရှိတယ်ဒါဆိုလို့ရှိရင် radius is half လုပ်လိုက်တော့3 cm ရနိုင်မယ်နော်ဒါဆိုရင်သူ့ရဲ့ area ကိုရှာမယ် area of smaller semi circle သူ့ကိုလိုချင်ရင်လည်း semi circle ဖြစ်တဲ့အတွက် formula က half pi r square နဲ့သုံးရမယ် half က half ပဲ pi က3.14ကိုသုံးမယ် square က3 square ကိုသုံးရမယ် r square က3 square ကိုထည့်သုံးရမယ်နော်ဒါဆိုရင် half 3.14 33ဆိုတော့9ရမယ်နော်9 multiplied 3.14 divided by 2ဆိုတော့14.13 centimeter square ရမယ်ဒါဆိုရင်ထုံးစံတိုင်းပဲ shaded area ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ larger semicircle တွေကနေ semicircle area တွေကနေပြီးတော့ smaller semicircle ရဲ့ area ကို minus လုပ်ပေးရရင် the shaded region ရမယ်နော် area for shaded region area ဆို shaded region ကိုရချင်ရင်အဲ့ဒီခုနအဖြစ်နှစ်ခုကို minus လုပ်မယ်39.25 minus 14.13လုပ်ပေးလိုက်မယ်နော်
အဲဆိုရင် 2152 centimeter square ဆိုပြီးတော့ရမယ်နော်နားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်